ကို Ares နဲ့စစ်တပ်လွတ်ပြီးတိုက်ခိုက်ပါတော့တယ်။ Grid ထဲမှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပြီး Ares က Eve ရဲ့ data တွေကိုခိုးယူဖို့ကြိုးစားရင်း Eve ရဲ့ဘဝအကြောင်းတွေကိုမြင်သွားပြီးစာနာစိတ်တွေဝင်လာပါတယ်။အပြင်လောကမှာ Ares နဲ့ Eve တို့ထိတိုက်တွေ့ပြီးအပြန်အလှန်လိုက်လံဖန်ဆီးကြပါတယ်။ Life cycle ဆိုင်ကယ်တွေနဲ့မြို့ထဲမှာအရှိန်ပြင်းပြင်းမောင်းနှင်ပြီးတိုက်ခိုက်ကြတာပါ။နောက်ဆုံးမှာတော့ Ares ရဲ့အချိန်ကုန်ခါနီးမှာ Eve ရဲ့ကျင်နာမှုကိုသူသတိပြုမိသွားပါတယ်။ဒါပေမဲ့ Julian ရဲ့လုံခြုံရေးအဖွဲ့ကပစ်လိုက်တဲ့လေဆာကြောင့် Eve ဟာ Grid ကဘာတဲကို Digital အဖြစ်ပြောင်းလဲဖန်ဆီးခံလိုက်ရပါတယ်။ Grid ကမှာ Ares ဟာ Julian ရဲ့အမိန့်ကိုဖီဆန်ပြီး Eve ကိုကယ်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မင်းဟာအစားထိုးလို့ရတဲ့ပစ္စည်းပဲလို့ Julian ကပြောပေမဲ့ Ares ကတော့သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ Eve ကိုအပြင်လောကပြန်ရောက်အောင်ကူညီပေးခဲ့ပါတယ်။အပြင်လောကမှာလည်းအတီနာလို့ခေါ်တဲ့ Julian ရဲ့နောက်ထပ် program တစ်ခုကလူသက်ဆက်ကြီးတွေနဲ့မြို့ကိုဖျက်ဆီးပြီး Eve ကိုလိုက်ဖမ်းมาတော့တယ်။နောက်ဆုံးတိုက်ပွဲမှာတော့ Ares အား Kevin Flynn စီကနေ permanent code ကိုရရှိခဲ့ပြီးအပြင်လောကမှာတသက်တာရှင်သန်နိုင်တဲ့အခွင့်အရေးရသွားပါတယ်။သူဟာ Eve နဲ့ပူးပေါင်းပြီး Julian ရဲ့မကောင်းတဲ့အကြံစီတွေကိုနှိမ်နင်းခဲ့ပါတယ်။အတီနာပျက်စီးသွားပြီး Julian ကတော့အဖမ်းမခံပဲ Grid ထဲကိုထွက်ပြေးသွားပါတော့တယ်။စက်သိမ်းမှာတော့ Incoam ဟာ AI နည်းပညာကိုသုံးပြီးစိုက်ပျိုးရေးနဲ့ဆေးဝါးကုသမှုတွေမှာကူညီပေးရင်းကဘာကြီးကိုကောင်းမွန်အောင်ပြောင်းလဲနေပါတယ်။ Ares ကတော့အပြင်လောကမှာလွတ်လပ်စွာခရီးလှည့်ရင်း Eve စီကို postcard လေးတစ်စောင်ပို့လိုက်ပါတယ်။ဒါပေမဲ့ Grid ထဲမှာတော့ Julian ဟာသူ့အဖိုးရဲ့ data တွေကိုရှာတွေ့သွားပြီးပိုမိုအစွမ်းထက်တဲ့ရန်သူကြီးအဖြစ်ပြန်လည်နိုးထလာမဲ့အရေးအယောင်နဲ့ဇလန်းလေးကပြီးဆုံးသွားပါတော့တယ်။